ခုလေဘဲဆက်မဘဲဆက်ဖြစ်နေပြီဘဲဆက်ဆိုရင် FMI ဘဲဆက်ကိုအကြိုက်ဆုံးပဲစန်ဒေးမို့ဘဲပောင်ဘဲမြင့်နေလေချောင်းကိုပဲရခဲ့လို့အဲ့ဒါလေးကိုပဲအတုပ်လောက်ခိုင်းလိုက်တယ်ခါတိုင်းဆိုအရွက်တွေပါရတယ်အရင်ကဆိုဖုန်းနဲ့လမ်းဆက်ပြီးတော့ကြိုပြီးချန်ခိုင်းထားပြီးတော့မှစိုင်းရောက်တော့မှတုတ်ခိုင်းတာပေါ့နော်ဒီနေ့ကတော့ဒီတရုတ်တန်းဘက်ကိုပစ္စည်းဝယ်ရင်းနဲ့ရောက်လာမလို့ဒီတိုင်းလေးဝင်စားလိုက်တာပေါ့ဆက်ဆိုင်နေတော်တော်များများဘဲဆက်ကို try မှုတယ်ဒါပေမဲ့ဒီ FMI ဘဲဆက်ကရတာကိုအကြိုက်ဆုံးသူရတာအထီးမိဆုံးအပေါ်လို့မရှိဘူးပေါ့နော်တခြားဆိုင်ကဘဲဆက်တွေစားဘူးတယ်တခုခုလုံးနေလို့ခံတာလို့ဇန်ရောဇန်မျိုးသားရောFMI ဘဲဆက်ပဲစားပေါ့အရင်တုန်းကဆိုဇန်မျိုးသားကဘဲဆက်ကိုလုံးဝမ try ဘူးသူကြိုက်သွားရင်လည်းအရန်စားချင်မှာစိုးလို့တယ်အခုတော့သူအရန်ကြိုက်သွားတော့တစ်ပတ်မှ၄ခါလောက်စားချင်နေပြီဇက်တောင်ပို့ပြီးတော့စားချင်နေတဲ့သူကသူဖြစ်နေရပေါ့ကင်းလေးလည်းအရသာကောင်းတယ်စားသက်တီအားလုံးစားပြီးသွားပြီဆိုရင်ဇိုင်မှာအပြင်ဖိန်းလေးရတယ်ပေါက်ကြီးပေါ့ဒီအပူတွေအဆက်တွေထုံနေပြီးဖိန်းလေးတောက်လိုက်တော့လုံးဝဇက်ထဲမှာထုံတာဆက်တာတွေလုံးဝမကြံခဲ့တော့ဘူးပေါ့ကဲအားဆိုနောက်ဘလော့တွေမှာပြန်တွေ့ပါမယ်ရှင်